မြောက်ကင်းကြီးပဲနော်စမောကအဲ့ဒီဖော်ကီလင်ကိုတိတ်ကြော်ကြိုက်တာအမြောက်ကင်းကနေပြီးအော်ကောက်ကိုကြည့်ရတဲ့ feeling ကဘောက်ကနေမှမတော်ဘူးယောကာအားလုံးကကိုကိုရဲ့အောက်ကောက်မှာကိုကိုကထောက်ကိတ်ဆုံးမှာစမောကမြောက်ကင်းဆုံးတော့ကိုကောင်းဆုံးတော့ပဲလောက်ကိုချင်တာယောကအောင်လေကြော်ကိုစားမယ်လေ